အကောင်ပေါင်းလေးနှစ်ကောင်မွေးထားတဲ့ဝဝမာကြီးဟာစောင်းရင်းကာလ6လလုံးဘာမှမစားဘဲဒီတိုက်ထဲမှာရှိနေခဲ့တာပါအကောင်ပေါင်းလေးတွေကတော့မွေးတာလပိုင်းပဲရှိပါသေးတယ်သူတို့ကိုသူ့မိတကောင်နဲ့ကစောင့်ရှောက်နေတာဖြစ်ပါတယ်ပြီးခဲ့တဲ့4-5လလောက်ကဝဝမာကြီးဟာဒီတိုက်ကိုမြေကြီးထဲမှာတူးပြီးမျက်ခြောက်တင်နဲ့နှွေးနေအောင်ခင်းထားခဲ့တာပါအတိုက်ထဲကိုမဝင်ခင်ကတည်းကဘာမှမစားရသေးပေမဲ့သူကလေးတွေအတွက်ကတော့နှုတ်တွေထွက်နေတော့မှာပဲဒီစွမ်းရည်ကဝဝတွေကိုတခြားတိရစ္ဆာန်မျိုးစိတ်တွေထက်ပိုမိုထူးခြားသွားစေပါတယ်ဒါပေမဲ့ပြဿနာတော့ရှိပါတယ်အခုလိုအစာမစားဘဲနေပြီး hibernation လုပ်ဖို့ပြီးခဲ့တဲ့နွေရာသီကဝဝမာကြီးစူဆောင်းစားသုံးခဲ့တဲ့အစီတိုလောင်ထားမှုဟာကုန်ကန်ကြီးဖြစ်နေပါပြီအဲ့ဒါကုန်ရင်အကောင်ပေါက်လေးတွေအတွက်လည်းနှိုးရတော့မှာမဟုတ်ပါဘူးမကြခင်စာလောင်မသိမ့်မှုကသူတို့မိသားစုကိုအတိုက်ထဲကနေထွက်ဖို့တွန်းအားပေးလာတော့မှာဖြစ်ပါတယ်အတိုက်ပြင်ကိုထွက်ပြီးဆိုရင်တော့အန်ဒီရီလည်းအများကြီးရှိသလိုသူတို့အတွက်အတွေ့အကြုံသစ်တွေလည်းအများကြီးစောင့်ကြိုနေမှာပါဝဝပေါက်လေး3ကောင်မှာတကောင်လောက်ကပဲသူတို့အသက်တစ်နှစ်ပြည့်တဲ့အထိအသက်ရှင်နိုင်ကြပါတယ်သူတို့အသက်ရှည်ရှည်နေရမနေရဆိုတာဟာအခုပထမဆုံးနှစ်ကပဲအဆုံးဖြတ်ပေးမှာဖြစ်ပါတယ်ဝဝနေဟာစောင်းလေးတစ်ခုလုံးလနဲ့ချီကြာတဲ့အထိအစာမစားပဲသူတို့ရဲ့အတိုက်ထဲမှာ hibernation လုပ်ပြီးနေနိုင်ကြပါတယ်။ရေဦးရာသီနှောင်းပိုင်းရောက်တဲ့အခါမှာတော့သူတို့အမေကြီးဟာတော်တော်လေးစာလောင်နေပါပြီ။ဒါကြောင့်မဖြစ်မနေအစာထွက်ရှာမှဖြစ်ပါတော့မယ်။အကောင်ပေါက်လေးတွေအတွက်ပထမဆုံးကြုံရတဲ့အန်ဒီရယ်ကတော့တောင်တွေပေါ်ကနေပြိုကျတဲ့နှင်းတူကြီးတွေဖြစ်ပါတယ်။ရေခဲပြင်တွေထဲမှာလည်းပတ်ကြားအကြီးကြီးတွေရှိတတ်တာကြောင့်ဖြတ်ကူးဖို့ခက်ခဲတတ်ပါတယ်။ခြေတလှမ်းမှားလိုက်တာနဲ့မငြိမ်မသက်ဖြစ်နေတဲ့နှင်းတူကြီးဟာသေစေနိုင်တဲ့အန်ဒီရယ်အကြီးကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။ပြောနေရင်မှာပဲနှင်းတွေပြိုကျလာနေပါပြီ။ဒီလိုပြိုကျလာတဲ့နှင်းတွေဟာ9စက္ကန့်အတွင်းမှာပဲမြန်နှုန်းဟာတနာရီကိုမိုင်80လောက်ထိရောက်လာနိုင်ပါတယ်။ပြိုကျတဲ့နှင်းတူကအရန်ကြီးတဲ့အခါမျိုးဆိုရင်တောင်အောက်ဘက်ကို2မိုင်လောက်ထိတောင်ရောက်တတ်ပါတယ်။လမ်းမှာရှိသမျှအရာတွေအားလုံးကိုတန်ချိန်တောင်းချီတဲ့နှင်းတွေကြောက်တုံးတွေကဝါမျိုးဖုံးအုပ်ပြစ်လိုက်နိုင်ပါတယ်။အဲ့ဒီအောက်ရောက်သွားတဲ့ဘဲတက်ရှိမစိုးတေချင်းတရားနဲ့ရင်ဆိုင်ရပြီပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီဝဝပေါက်လေးတွေကတော့ကံကောင်းကြပါတယ်။သူတို့မိကလွန်ခဲ့တဲ့နှစ်တွေအများကြီးတုန်းကသူတို့အဖိုးဖွားရီစီကသင်ယူတက်မြောက်ခဲ့တဲ့လုံခြုံတဲ့သွားလမ်းတစ်ခုကိုသိထားပါတယ်။ဝဝမာကြီးရဲ့အစီတိုးလောင်ထားမှုဟာကုန်ကန်ကြီးဖြစ်နေပါပြီ။သူခန္ဓာကိုယ်အလေးချိန်ရဲ့40%လောက်ကျသွားပြီဖြစ်ပြီးတော့မကြခင်နိုးလဲကုန်တော့မှာပါ။အဲ့ဒီမတိုင်ခင်ကမ်းခြေဘက်ကိုသူရောက်နိုင်ဖို့လိုပါတယ်။ဒါမှလည်းလိုအပ်နေတဲ့စွမ်းအင်တွေကိုပြန်ဖြည့်ပြီးသူတို့မိသားစုအသက်ဆက်ရှင်နိုင်မှာပါ။ဝဝနေအားလုံး hibernation လုပ်နေတာကနေထွက်လာကြပါပြီ။ဒီဝဝနေအားလုံးဟာအကောင်ပေါက်လေးတွေရဲ့အမေလိုပဲစောင်းလေးတစ်ခုလုံးဘာမှမစားဘဲနေခဲ့ကြတာပါ။ဒါကြောင့်အားလုံးဟာအယမ်းယမ်းကိုဗိုက်စာနေကြပါပြီ။ဗိုက်စာလုံးလို့မျက်တေတောင်စားနေကြတဲ့အထိပါပဲ။မျက်ပင်အဖျားတွေဟာသူတို့ရဲ့စာလောင်မှုကိုခဏတော့ထိန်းထားနိုင်ပြီးအစာကြည်လဲလွယ်ပါတယ်။ဒါပေမဲ့စားလို့တော့အယမ်းမကောင်းပါဘူး။ကောင်းတဲ့အချက်တစ်ခုကတော့မျက်တေစားဖို့အားကုန်တဲ့အထိလိုက်ဖမ်းနေစရာမလိုပါဘူး။ဒါကြောင့်အကောင်ပေါက်လေးတွေအတွက်တော့တော်တော်အဆင်ပြေပါတယ်။အတိုက်ထဲကထွက်လာကြတဲ့ကသူတို့ရဲ့စွမ်းအင်တွေကိုပိုမိုအသုံးပြုနေရတာဖြစ်တဲ့အတွက်ဇက်တိုက်ကိုဗိုက်စာနေတော့တာပါ။အတွေ့အကြုံရှိပြီးသားဝဝကြီးတွေကတော့တွေးသမျှမြင်သမျှအကုန်စားပြီးစွမ်းအင်မကုန်အောင်ထိန်းထားကြပါတယ်။မိခင်ဖြစ်နေတဲ့ဝဝမာကြီးကတော့လှဲပြီးအနားယူအိတ်ဆက်နေဖို့အချိန်မရှိပါဘူး။6လကြာအောင်ဘာမှမစားဘဲ hibernation လုပ်နေခဲ့ရတာကြောင့်မြက်တွေကနေ protein နဲ့ရနိုင်သမျှများများရအောင်စားဖို့လိုပါတယ်။ဒါမှကလေးတွေကိုနှုတ်တိုင်နိုင်မှာပါ။အခုဆိုရင်အကောင်ပေါက်လေးတွေဟာအတိုက်ထဲမှာရှိတုန်းကထက်4ဆလောက်များတဲ့နှုတ်ပမာဏကိုတောက်သုံးနေကြပါပြီ။အကောင်ပေါက်လေးတွေကတော့ဝဝမာကြီးစီကထွက်သမျှနှုတ်ကိုရသလောက်စုနေကြပါတယ်။တရက်ကိုနှုတ်45အောင်စလောက်မတောက်ရရင်ဒီကောင်လေးတွေဟာမကြေနပ်ကြပါဘူး။နှုတ်ဆိုနေရင်နဲ့တခြားတစ်ကောင်ကနှုတ်ပူဆိုတာသိရရင်တော့အချင်းချင်းချကြပြန်ပါပြီ။သူတို့မေကတော့အကောင်ပေါက်လေးတွေစူးစူးညံ့ညံ့မလုပ်ကြဖို့သတိပေးမှရပါတော့မယ်။ဒီနားမှာသူတို့သတိထားနေရမယ်။အန်ဒီရှိတဲ့ဝက်ဝံကြီးတွေရှိနေပါတယ်။အကြီးဆုံးဝက်ဝံကြီးတစ်ကောင်ဟာ
ပေါင်1000လောက်ထိအလေးချိန်ရှိနိုင်ပါတယ်။သူတို့အမေထက်တောင်3ဆလောက်ကြီးပါသေးတယ်။တစ်ချိန်ကျရင်တော့ဒီအကောင်ပေါက်လေးတွေဟာအခုလိုအချင်းချင်းပြိုင်ဆိုင်တိုက်ခတ်ရတဲ့တိုက်ပွဲမျိုးကိုကိုယ်တိုင်ဝင်နှွှဲရနိုင်ပါတယ်။အခုချိန်မှာသူတို့စိုးရင်ရမှာကမမြင်ရတဲ့ဝက်ဝံတွေကိုပါ။စားလောင်နေတဲ့ဝက်ဝံကြီးကြီးတစ်ကောင်ဟာအကောင်ပေါက်လေးတွေရဲ့အနံ့ကိုရတော့ပါပြီ။သူဟာတပြေးပြေးချင်းကပ်လာပြီးတော့အခွင့်အရေးရမယ်ဆိုရင်အကောင်ပေါက်လေးတွေကိုတတ်စားပစ်ဖို့ဝန်လေးနေမှာမဟုတ်ပါဘူး။ဒီဝက်ဝံညိုသားမိတွေရဲ့အသက်ရှင်သန်မှုအတွက်ရုန်းကန်ရတဲ့လှုပ်ရှားမှုတွေကိုရိုက်ထားတဲ့နောက်ထပ်အပိုင်းလေးတွေရှိပါသေးတယ်။နောက်ပိုင်းလေးတွေကိုဆက်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကို like and share လေးလုပ်သွားပြီးတော့ comment မှာကိုယ့်ရဲ့ထင်မြင်ချက်လေးတွေကိုဝင်ရေးပေးသွားလို့ရပါတယ်။အားလုံးပဲအဆုံးထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်။